ကူကာဂါဟာဒီမှာကျွန်တော်ကျွန်မရောချောင်းလေးနဲ့ဘလိုတွေကြမ်းကြမ်းတန်တန်ရွန်ပြအောင်မယ်ဆိုတော့ကျွန်တော်စောက်ကြည့်လိုက်တော့နော်ဝဲဆက်လာကျွန်မပဲအေဘတ်တန်ကိုရီဘတ်မတ်စမောလာလွန်ဆိုပြီးကိုရီနဲ့လိုက်ရောစတန်ပေးပြီးတာအဲ့ဒါသူတို့ပဲလူလောက်လို့ဆိုကိုမဖလက်ကာနဲ့ထွက်ပြေးရတာတော့အဲ့ဒါမေးပြီးလိုက်ကြပါအောင်အဲ့နဲ့အန်ဂျလာကိုတွေ့လို့ဆိုပြီးအန်ဂျလာကိုတပ်ဖို့ဝင်သွားတာအမှကြည့်အောင်သူစတန်ပေးရုံနဲ့ကိုယ်တန်အောင်စင်ကြိုးကြီးချီတာတော့နောက်ဆုံးမှပဲကိုရီပဲတည်သွားပါတယ်တဲ့တကယ်ကြီးလို့အိတ်ဆောင်ရောက်တာငါစတန်ပေးရတကယ်ကြီးဟုတ်ပြီတကယ်ကြီးဟုတ်ပြီငါ slow fat ပေးရတကယ်ရိုက်ချလိုက်ရိုက်ချတကယ်ကြီးကောင်းတယ်တကယ်ချင်းရန်တော့တာပဲလာနောက်တော့အိတ်ဆောင်လောက်လာဖလက်ကာနဲ့ကတ်ပြီလားတကယ်ကြီးလားငါကန်ထားပြီလားရိုက်ချလိုက်ကောင်းတယ်တကယ်ကြီးရန်တော့တာပဲကွယ်အနီဘက်ချောင်းလောက်နာလားငါလာပြီငါကူပေးမှာပေါ့ယူအိတ်ကေယူလိုက်ဒါပဲဒီလိုဖြစ်နေရမယ်လေတကယ်ကြီးလိုက်ရခဲ့လားငါအနီဘက်ကူရှင်ငါတာဝါဟိလိုက်ကြပြီနဲ့ဟုတ်ပြီဘယ်ငါကန်ထားတယ်လုံးဝိုင်းလို့ကောင်းတယ်အော်တော့ငါပါပြန်သေးသွားပါတယ်တဲ့အနီဘက်စားတော့ငါ့ကိုမုန်းနေလားမသိဘူးဟေးငါတော့သူ့ပဲအုံးလိုက်လုံးနေတာရောတကယ်ကြီးငါကန်လိုက်လို့အဲ့ကောင်တက်ဟုတ်ပြီရိုက်ချလိုက်ရောဟဲ့ကောင်းလိုက်တဲ့ငါချင်းရဲ့အဲ့ချုံထဲမှာဂျွန်ဆန်ရှိရဲ့လောကစတန်ပြီးလိုက်ပြီမယ်အော်တမ်တီတူမလေးစပရင်းနဲ့ပြရအောင်ယူအိတ်ကြီးရယူကောင်းတဲ့ငါချင်းရဲ့အနီဘက်ကချောင်းလေးအလှလေးကံမြလာလိုက်ဝင်ကြကြဟုတ်ပြီရောက်တော့ငါကန်ထားပြီရဲ့လောဝိုင်းတော့အော်တော့ငါမှပြန်သေးသွားပါတယ်တဲ့ဒီဝဲမှာဆိုကိုရီးယားအနီဘက်အန်ဂျလာအမြင်ကတော့အနီဘက်အန်ဂျလာပဲကိုရီးယားလိုက်ကန်တာအဲ့ကောင်မှရောက်တဲ့ဟုတ်ပြီကောင်းတယ်ငါနောက်ဆုတ်လိုက်တော့တော်ပြီနောက်ဆုတ်လိုက်တော့ဝရှင်လေးရဲ့နင်လမ်းမလာတော့ငါနဲ့ကန်ခွဲပြလိုက်မှာကွာရောဟာတိလိုက်စမ်းဒီဘက်အန်ဂျလာအမြင်ကလို့တာဝါလေးဝင်ကကန်ပါတယ်ဆိုဖလက်ကအေဒီကလွဲသွားတာတဲ့မေးပြလိုက်ကြပါအောင်ကျွန်မဝီကောတွေပြနေတာဘာသူဝီကောမကောက်ကြိုက်တာပြနောက်ဆုံးမှာကိုရီရုပ်ရှော့တင်းလည်းပဲနာရရှိသွားဖြစ်ပါရပါတော့ကျွန်မရဲ့ချောင်းတော့အရန်ကျန်းတာ Victory ကျွန်တော် game လေးကြိုင်းဆိုကျွန်တော် like follow နဲ့ကူညီပေးကြပါဦးခင်ဗျာအားလုံးတတအပါ